အားလုံးပဲမင်္ဂလာပါကျွန်တော် CO2 တွေကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ခုနှစ်ရက်လေးလာပါတော့ကျွန်တော်မနေ့ကမှန်းပြီးပါဒီလေးတင်မဲ့ဆိုပြီးတော့အားလုံးမတင်ပြလိုက်တာပေါ့နော်အခုကျွန်တော်မနေ့ကနန်းချောင်းငါတော့သွားတယ်ပေါ့နော်ဟုတ်ကဲ့ကျွန်တော်တို့ဒီနေရာမှာဒီတွနည်းဒီကျွန်တော်ခုပြထားတဲ့ဗီဒီယိုသုံးပိုင်းလေးတွေမကြည့်ရသေးလို့ရှိရင်ခဏလေးမှဝင်ကြည့်ပြီပါနော်ဒီဗီဒီယိုပိုင်းလေးကကိုယ်တိုင်တွနည်းထုတ်လို့ရတယ်ကိုယ်တိုင်လုံးမိုက်ရှာလို့ရတယ်ကိုယ်တိုင်တွက်လို့ရတယ်ပေါ့နော်ဒီအားလုံးကျွန်တော်တို့ဒီတစ်နှစ်တာအတွင်းမှာ3ထွက်ပြီးတိုင်းတစ်နှစ်တာအတွင်းမှာခရီးထွက်လာရှိတဲ့ခဏလေးတွေကိုကျွန်တော်ဆက်ပြပေးမယ်နော်ဒါတော့တစ်နှစ်စာပြင်တာပေါ့နော်ဒီတစ်နှစ်စာပြင်တာမှာကျွန်တော်ဒီနေရာအောင်33ည3ညနေခင်းထွက်ရင်နောက်4ချိန်အတွင်းမှာဝင်ရမယ်3ခွက်ပေါ့နော်ဝင်ရမယ်3ခွက်တွေကျွန်တော်ဝင်ရမယ်3ခွက်လေးလည်းပြပေးမယ်33ည3ထွက်ပြီးတိုင်းပေါ့နော်ငါးတလုံးဘယ်လိုလဲဆိုတော့ကျွန်တော်ပြပေးဒါအမှန်တကယ်ဆိုလို့ရှိရင်ဒီပြပါမယ်ခင်းကြတင်ရမှာခင်းရတင်ရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အကုန်လုံးရတယ်ပေါ့နော်နော်ကျွန်တော်တို့နည်း30နော်30ရ30လို့ထွက်လာတယ်ဆိုဒီမှာ4ချိန်ကျငါးတလုံးကကျွန်တော်ငါးတလုံးကကျွန်တော်တို့ဒီငါးဆိုပြီးထွက်တယ်နောက်ချိန်ငါးတလုံးနဲ့ကျွန်တော်3ငါးဆိုပြီးတော့ထွက်တယ်နော်ငါးဆုံးကတ်နော်ငါးဆုံးကတ်အဲဒါကျွန်တော်နောက်ချိန်ချက်ကြည့်လိုက်အောင်နောက်ချိန်ဒီမှာညနေခင်းပိုင်း3ည3လို့ထွက်တာပဲညနေခင်းပိုင်း3ည3လို့ထွက်တဲ့အတွက်ဒီမှာငါးတလုံးကဆုံးကတ်ငါးနဲ့ဆိုပြီးထွက်ထားတယ်ကျွန်တော်တို့ဒီမှာ3ည3လို့ထွက်တယ်ကျွန်တော်တို့ငါးတလုံးဆုံးကတ်ဘာလို့ငါးလုံးဆုံးကတ်ဒီမှာ15လို့ထွက်တယ်ကျွန်တော်4ချိန်အတွင်းမှာပဲကျွန်တော်ငါးလေးလို့ထွက်တယ်နော်ကျွန်တော်ဒီမှာချိန်မယ်ဒီမှာ3ည3ဒီမှာ3ည3ဒီမှာညနေ3ည3ထွက်တယ်3ည3ထွက်တဲ့ငါးတလုံးနဲ့ကျွန်တော်45လို့ထွက်တယ်ငါးတလုံးနဲ့50လို့ထွက်တယ်ပေါ့နော်ငါးတလုံးနဲ့50လို့ထွက်တယ်ကျွန်တော်နောက်တစ်ခါကြည့်လိုက်အောင်ဒီမှာ3ည3လို့ညနေခင်းထွက်ထားတယ်ညနေခင်းထွက်ထားတဲ့အတွက်ငါးတလုံးနဲ့50ဆိုပြီးထွက်တယ်ငါးတလုံးနဲ့50ဆိုပြီးတော့ထွက်တယ်ပေါ့နော်ဟုတ်ကဲ့အဲ့ဒါဆိုကျွန်တော်3ည3လို့ထွက်ထားတယ်3ည3လို့ထွက်ထားတဲ့အတွက်3ည3လို့ထွက်ထားတဲ့အတွက်ဒါကတော့စိတ်ရင်နဲ့ခံရမှာပဲနော်ပေါ့နော်ဒါကတော့ထွက်ပြီးမှတင်တာဆိုတော့ဆော့ထွက်ပြီးမှတင်တာဆိုတော့စိတ်ရင်နဲ့ခံရမှာပဲဆိုတော့တကယ်လည်းမအားလို့ပါတကယ်လည်းဒီဗီဒီယိုဖိုင်ကိုဘာမှလုပ်ချင်မရှိဘူးပေါ့နော်ဆဲလည်းခံရမှာပဲအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ဒီနေ့မနေ့ခင်က96လို့65လို့6တိုင်းနဲ့ထွက်သွားတယ်နော်65လို့6တိုင်းနဲ့ထွက်သွားတယ်ဟုတ်ကဲ့အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီ4ချိန်မှာ5လုံးစုံကဒီချိန်ထွက်ပါတယ်နောက်ထပ်တစ်ချိန်ကြံပြီးတယ်နောက်ထပ်တစ်ချိန်ကြံပြီးတာကိုကျွန်တော်တို့ဘယ်လိုစစ်ထုတ်မလဲပေါ့နော်5ဆုံးကကိုကွက်ကောင်းနဲ့မိမိရရအောင်ကျွန်တော်ဘယ်လိုစစ်ထုတ်မလဲဆိုတော့နောက်ဆိုင်ကြီးမှာကျွန်တော်ပြန်ပြပေးမယ်နော်ကျွန်တော်တို့ဒီမှာဒါလေးတွေကကျွန်တော်ပေါက်ပြီး2000ပေါ့နော်ပေါက်ပြီး2000ဒါတစ်ခွက်ကောင်းရင်ကျွန်တော်ဒီမှာနှစ်ခွက်ကောင်းပေါ့နော်3ခွက်ပဲပြီးတယ်ဒါမျိုးလေးလို့ဆိုလို့ရှိရင်ဒါကြားပြကြောင်ရအောင်ဒါမျိုးလေးလို့ရှင်ကျွန်တော်ရဲ့ Telegram channel မှာ live ဝင်နေပါတယ်နော်ဒီမှာကျွန်တော်တို့ဆိုတော့ဒါငါးပြနောက်ဆုံးတော့ကြာနေမှာထွက်သွားပါတော့တစ်ပတ်စာတစ်ခွက်ကောင်းပေါ့နော်တစ်ပတ်စာတစ်ခွက်ကောင်းဒါမျိုးလေးလို့ရှင်လည်းကျွန်တော်ရဲ့ Telegram channel မှာ live ဝင်နေပါတယ်ဟုတ်ကဲ့အဲဒါဆိုကျွန်တော်ဆက်ကြည့်လိုက်အောင်ဒီမှာတော့ကြာညနေ300လုံးထွက်တိုင်းဒီ site လေးရ
လိုလာလဲဆိုတော့ငါ့ကိုဆုံးကတ်တယ်ငါလေးငါ့ကိုဆုံးကတ်တယ်3ညာဘာလို့ခွန်ဆုံးကတ်နဲ့ခွန်6ပါဘာလို့ခွန်6ကတကယ်လို့မှကျွန်တော်နောက်တစ်ချိန်မှာငါတစ်လုံးဆုံးကတ်ကြံမယ်ဆိုလို့ရှိရင်9လေး50ဒီနှစ်ကွက်ပဲရှိမယ်ကျွန်တော်တို့ခွန်6ကဘယ်လိုရလဲဆိုတော့ဒီမှာချက်ပြပြီဒီမှာ3ညာလုံးထွက်ပြီးတယ်ကျွန်တော်ဒီ3ကွက်ကလိုက်ထွက်တယ်ဆိုတာဟုတ်ကျွန်တော်ဒီမှာချက်ပြပြီနော်ဒီမှာ4 5ဒီမှာလည်းကျွန်တော်တို့4 5ဒီမှာတော့စက်တိုက်ဆိုလို့ထွက်ပြီးသွားတယ်ပေါ့နော်ဒီမှာ3ညာ5ဒီမှာ96ပေါ့နော်ဒီဟာကအခုဒီ6လဆိုင်ကြီးပဲမှာ6လဆိုင်ကြီးထဲမှာက303ညနေခင်း303ထွက်ပြီးတိုင်းပေါ့နော်4 5 50 5ဆောင်ကဒီနှစ်ကွက်6ဆိုပြီးတော့ဒီဟာကြီးဒီ3ကွက်ပေါ့နော်တစ်ပတ်တွင်မွေးရမယ်လားတစ်ပတ်စာမွေးရမယ်မွေး3ကွက်ပေါ့နော်ဒါတစ်ပတ်စာဒါတစ်ပတ်စာမွေးရမယ်မွေး3ကွက်ပေါ့နော်ဒီပြန်96ထွက်သွားတော့ကျွန်တော်ဒီပြန်မထည့်တော့ဘူးနော်ကျွန်တော်ဒီ3ပြန်ပေါ့နော်ဒီနေ့ရဲ့ကျွန်တော်တို့မနက်ဖြန်ပေါ်ရုပ်တဏီကုန်ရေပေါ့နိုင်ဒီဘလုံးမွေးရင်တော့ပိုကောင်းတာပေါ့နော်ဒီ9 3ညာကမရိုင်းမရှိဘူး3ခွက်တယ်6ဒီ3ခွက်ပဲရှိမယ်โอเคအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ညနေခင်းအခုဒီ9 4လာပေါ့နော်ညနေခင်း site လေးကိုကျွန်တော်ဝိုင်းရင်းပြတ်သွားကြည့်အောင်နော်ဒီမှာကကျွန်တော်တို့3ညာတစ်လုံးကဒီဒါ9ပင်တစ်ဖြတ် site လေးပေါ့နော်9ပင်တစ်ဖြတ် site လေးဒီ3ညာတစ်လုံးကဒီမှာ3ညာပိတ်ဆိုပြီးတော့3ညာပိတ်ဆိုပြီးချပြီးပါတယ်ဒီခွန်ကကျွန်တော်တို့ဒီမှာခွန်ပိတ်ရာကတောက်ကြနေရကြည့်ခဲ့တဲ့ site ပေါ့နော်9ပင်တစ်ဖြတ် site လေး9ပင်တစ်ဖြတ် site ဒီမှာကျွန်တော်ဒီမှာ3ပါဝါ8 38ဆိုပြီးတော့ထွက်ထားတယ်ဒီမှာ3ညပါဝါ9မှာ3ညဆိုပြီးထွက်ထားတယ်ဒီမှာခွန်ပါဝါ3ခွန်ပါဝါ2ဒီမှာတော့ထိတ်ဝင်သွားတာပေါ့နော်ဒီမှာတော့ထိတ်ဝင်သွားတယ်ဟုတ်ကဲ့ဒီမှာကျွန်တော်ဒီနေ့9ရက်4လအတွက်ပေါ့နော်ညနေခင်း site မှာညနေခင်း site မှာကျွန်တော်တို့305ဝန်းကျင်ကိုမနက်က65ထွက်လာတယ်ညနေခင်း305ဝန်းကျင်ကပတ်သက်ကျွန်တော်ဗာလေးချိန်လဲဆိုလို့ရှိရင်ညနေခင်းကိုကျွန်တော်5တလုံးပဲပြန်ချိန်တယ်မင်းဩကပါလေးရှိမလဲဆိုတော့ကျွန်တော်တို့မင်းဩကကျွန်တော်ပြောခဲ့တယ်55နှစ်ရှိတယ်ဒါက55နှစ်ကမင်းဩကျွန်တော်9လေးခွန်6ကတော့အရှမ်းပေါ့နော်ဒီ900ညာချင်းကိုကျွန်တော်တို့ဒီ300လေးကြိုက်တယ်300ဘာနဲ့ကတ်မလဲဆိုတော့ကျွန်တော်ချက်ပြပြီနော်ဟုတ်ကဲ့အဲ့ဒါဆို300ဝန်းကျင်မှာကျွန်တော်တို့9ကိုကန်ရတယ်55နှစ်54ခွန်6ပေါ့နော်ဒါက55လေးခွန်6ကတော့ကျွန်တော်တို့နာကန်ပြရစာကျန်နေတာနဲ့ဒီနေ့ထွက်သွားနိုင်တယ်နော်အဲ့ဒါဆို9တုံးနဲ့ကန်ထားတယ်ဒီမှာကျွန်တော်300ကြိုက်တဲ့300ကြိုက်တယ်မလွတ်ချောင်းဆိုရင်30 30ရှိတယ်နော်ကျွန်တော်တော့လွယ်ရတော့အားရထည့်မှာမဟုတ်ဘူးအဲတူဒီချင်းဆိုရင်ကျွန်တော်ကတော့အားထုတ်ရမှာပေါ့နော်30 30ဒီဘက်မှာကျွန်တော်တို့မပြောက်တဲ့ပရိလန်ဒီသမားတွေတော့3ပရိရှိနော်ဒီဘက်တော့မပြောက်တဲ့ပရိက3ပရိပါကျွန်
တော်တို့ကြောက်တဲ့ပရိတ်က3ပရိတ်ပါနော်ဘာလို့တော့ဒီမနက်ထွက်သွားတယ်ကျွန်တော်တို့ဒီဘာလို့ဒီဟာလေးကြည့်ခိုင်းတာလဲဒီတွင်နဲ့အမြဲယူမယ်နော်မပြောက်ပရိတ်မှာကျွန်တော်တို့ဒီတစ်ပတ်တော့တစ်တလုံးတစ်ပရိတ်မလို့ပါဒီဘက်ကတစ်တလုံးတစ်ပရိတ်ကတော့တာဝန်ကျေသွားပြီးတစ်တလုံးပဲကြံမယ်ဟုတ်ကဲ့အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ခုညနေတော့ကတော့ဒီ site ဒီဟာလေးပေါ့နော်ဒီလေးခွက်လေးရှိမယ်ဟိုတစ်ခွက်ကောင်းနှစ်ခွက်ကောင်းလေးလူချင်းကျွန်တော်ရဲ့ Telegram channel မှာလာရောက်ဝယ်ယူနိုင်ပါတယ်ကျွန်တော်ရဲ့ Telegram channel link နဲ့ account link ကိုကျွန်တော် comment box မှာချပေးထားပါမယ်အားလုံးကဒီတစ်ပတ်အများကြီးထုတ်ပြီးလူနိုင်ကြနိုင်ကြပါစေဗျာ